ကျွန်တော်အခုဆိုရင်ည9နာရီခွဲ10နာရီလောက်ရှိပြီထင်တယ်အရန်ပင်ပန်းနေပါပြီကျွန်တော်တော့ဒီနေ့ဟိုပေါ့နော်လူနိုင်နေပင်ပန်းနေပါတယ်ဒါပေမဲ့မှုဝင်တော့လေကျွန်တော်ကဒီရှင်းပြဖို့ပေါ့နော်ကျွန်တော်လူထုကို public ကိုကျွန်တော်ဟိုတိုင်းစီပညာကျွန်တော်မြန်မာတိုင်းစီပညာနဲ့တက်တဲ့အခြေအနေတခုဟိုကျွန်တော်ကရှင်းပြခြင်းလို့မှုဝင်တုံးလေးလည်းရိုက်ခြင်းလို့ကျွန်တော်အရန်ပင်ပန်းနေပြီအဲ့တော့လူရင်းကိုပြောမယ်နော်လူရင်းပြောမယ်ကျွန်တော်ဒီနေ့ကြုံရတဲ့ဟောပေါ့ဒီနေ့ကြုံရတဲ့လူနာတယောက်ပေါ့နော်လူနာတယောက်ကိုကျွန်တော်ဒီနေ့ပေါ့ for ဒီနေ့သူပြန်လာပြတယ် follow လုပ်တယ်ပြန်လာပြတော့သူ့ရဲ့အနေထားအကောင်းဆုံးနေခြေနေတခုကျွန်တော်တို့ use ပေါ့ရောက်တယ်လို့ကျွန်တော်တို့ယူဆတယ်ပေါ့နော်အဲ့မှာသူ့ရဲ့ကနဦးသူ့ရဲ့ကြောက်ကပျက်စီးတဲ့နှုံးကကျွန်တော်ဘယ်လောက်ရှိလဲဆိုတန်း30 HF 30ပဲရှိတယ်30ပဲရှိတယ်တခြားအကြီးစားကုထုံးစနစ်ကိုယူဖို့လိုအဲ့တော့ကျွန်တော်တို့လာဆွေးနွေးတယ်အဲ့တော့ကုထုံးစနစ်ကိုစယူတယ်ပေါ့ဗျာပြောရင်လိုရင်းပြောရင်တော့เนาะအဲ့တော့ကျွန်တော်တို့ ਨੇ စပြီးကုထုံးမယူခင်မှာသူ့ရဲ့မှတ်တမ်းတွေအရာပေါ့เนาะမှတ်တမ်းတွေအရာသူ့ရဲ့ဒီစစ်ချက်မှတ်တမ်းတွေအကုန်လုံးအဲ့ဒါတွေကိုကျွန်တော်အသေးစိတ်ကျွန်တော်ဇယားဆွဲတယ်ပေါ့ဗျာဇယားဆွဲတော့ဒါအကြမ်းပြင်းအဖြစ်အကြမ်းပြင်းပေါ့เนาะအကြမ်းပြင်းဆိုပေမဲ့เนาะဟိုကျွန်တော်တို့ဒီမမားတဲ့အချက်လက်အနေနဲ့ကျွန်တော်ပြောမယ်เนาะသူ့ရဲ့နေတောက်လျှောက်စစ်လာတာတွေကတလာပြီးတလာကသူကထိုးကြတာပေါ့ဒါဥမာဆိုတော့ဒါတလပေါ့နော်ဒါတလ2လ3လဒါလပေါ့ပြောရင်တော့ week မဟုတ် month နေနဲ့သွားမယ်ဒီဟာကကျွန်တော်တို့ဒါ EGF တန်ဖို့ပေါ့နော် EGF တန်ဖို့ဒီလောက်အမြင့်ကနေသူတောက်လျှောက်သူထိုးကြလာတယ်30မှာ30လဲရောက်ရောကျွန်တော်တို့နဲ့လာဆွေးနွေးတယ်ပေါ့နော်ကျွန်တော်တို့လာ EGF 30မှာနော်ဒါကျွန်တော်တို့နဲ့Manly River ပေါ့ပြောရင်တော့Manly River နဲ့ကျွန်တော်နဲ့စပြီးဆွေးနွေးတဲ့အချိန်မှာသူ့ရဲ့30ရှိတယ်30ဆိုတာလေဟိုတောက်လျှောက်ထိုးကြနေတဲ့အချိန်ရတော့အဲ့တော့သူ့ရဲ့ graph ကိုတခုဆွဲမယ်ဆိုရင်ကျွန်တော်ဘယ်လိုရလဲဆိုတော့သူကလုံးဝထိုးကြလာတဲ့အနေအထားတစ်ခုကိုရောက်တဲ့အတွက်အကယ်၍ဆက်ဆွဲသွားမယ်ကျွန်တော်တို့တွေ့ပြီးတဲ့ကာလရဲ့နောက်ပိုင်းကာလကိုဆွဲကျွန်တော်တို့ဘယ်လိုခေါ်မလဲဒါကျွန်တော်တို့နဲ့တွေ့တဲ့အနီရောက်မှတ်ကလေးကျွန်တော်တို့နဲ့တွေ့တာပေါ့ဗျာဒီမှတ်ကနေကျွန်တော်တို့ဒီအမမန်လေးမြေစေကန်နဲ့ကုထုံးမယူဆိုရင်သူကဒီတိုင်းထိုးကြသွားမှာဒါကတော့သင်္ချာရပြောတာဒါရဲ့သင်္ချာရဘယ်သူမှထိခိုက်စေလို့ရစိတ်ဆန္ဒမပါပါဘူးဒါကျွန်တော်တို့ data ပေါ့နော်ဒီ factor တွေကိုကျွန်တော်တို့ပြောတာအဲ့တော့ကျွန်တော်တို့လူရင်းပြောမယ်ဆိုဆက်ဆင်းသွားမယ်အနေထားကနေကျွန်တော်တို့ကနေစပြီးတော့ဒီ EGF မှာကျွန်တော်တို့နဲ့စတွေ့တဲ့အခါမှာကုတယ်ပေါ့ကုတဲ့အခါမှာတခြားလုံးကျွန်တော်တို့နေ့စဉ်ကျွန်တော်တို့ဒီ follow လုပ်တဲ့အခါမှာနေ့စဉ်အပိုင်းတွေလည်းရှိသလို weekly ဖြစ်နေတာမျိုးတွေလည်းရှိရတယ်ဆိုတော့တစ်ပတ်မှာတစ်ချိန်တွေ့ရမယ်တစ်ပတ်မှာတစ်ချိန်အဲ့တော့လူရင်းပြောမယ်ဆိုရင်ကျွန်တော်တို့နဲ့စတွေ့တယ်ပထမဒီနေရာနေစတွေ့တယ်ပေါ့နော်ဒီနေရာနေစတွေ့တယ်အဲ့တော့ first second third fourth နော်4လတကယ်တော့4လလို့သာပြောတာတကယ်အချိန်ဒီမှာကျွန်တော်တို့လည်းစကူပြီနော်ပြောချင်တာသူ့ရကပြန်စစ်တဲ့အခါမှာကျွန်တော်2လဆိုပြန်စစ်တယ်ဒါပေမဲ့သူ့ကိုကျွန်တော်3လလောက်မှပြန်စစ်ဖြစ်တယ်ပေါ့ပြောရင်တော့ပြန်စစ်ဖြစ်တယ်ဆိုတော့ဂျားထဲမှာတကြံနဲ့ပါနဲ့ခံသွားတာပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်3လမြောက်မှာကျွန်တော်ပြန်စစ်တဲ့အခါမှာသူ့ရဲ့ EGF ကကျွန်တော်လည်းစာတော့လည်းတန်းမယ်နော်အခုလည်းတန်းမယ်အဓိကကျွန်တော်ပြောချင်တာကဒီကျွန်တော်တို့ဒီတိုင်းမြန်မာတိုင်းစေပညာကောင်းတဲ့ဘက်ကိုယူရင်တော့မြန်မာဆိုတဲ့ဟောကိုသုံးပေါ့ဗျာအပြစ်မြင်ခြင်းတော့ကျွန်တော်တို့မန်းလေးမြစ်ပေါ့ဗျာဒါအခုကလေးကကျွန်တော်ပြောတယ်ဘာလို့ဆိုတော့ကျွန်တော်စိတ်ကရင်ကကိုယ်ပိုင်စိတ်ရင်းရှိသလိုတစ်ဖက်ကကျွန်တော်တို့အမျိုးသားစေပညာပေါ်မှာရှိတဲ့အတွက်ဒီတန်ဖိုးထားတဲ့မူကတော့ကျွန်တော်တို့အနေနဲ့မြင့်တယ်ဗျအဲ့တော့အပြစ်မြင်ခြင်းတော့ကျွန်တော်ကိုမြင်ပါနော်တိုက်ထုံးကိုမြင်ပါကောင်းကျိုးအနေနဲ့မြင်ခြင်းတယ်ဆိုရင်တော့ကျွန်တော်တို့မြန်မာတိုင်းစေပညာဆိုတဲ့တစ်ခုလုံးနယ်ပယ်တစ်ခုလုံးနဲ့လွှမ်းခြုံပြီးမြင်ပေးပါလို့ကျွန်တော်တောင်းဆိုတယ်အဲ့တော့ကျွန်တော်စတွေ့တာ30 EGF 30နောက်3လနေမှာပြန်စစ်တယ် EGF 30မှာပဲရှိတယ်ကျွန်တော်အဲ့ဒါကိုပြောချင်တာကကျွန်တော်တိုင်းစေပညာမြန်မာတိုင်းစေပညာဒီ EGF ဒီကြောက်ကရဲ့လုပ်ငန်းတာဝန်ကြောက်ကရဲ့လုပ်ငန်း EGF ဆိုတာသူ့ရဲ့စစ်ထုံနိုင်တဲ့နှုံပေါ့နော်အဲ့ဒီကောင်ကို
ကျွန်တော်တို့ထိုးကြမသွားတဲ့ပြင်တည်ငြိမ်အောင်ထိန်းချုပ်နိုင်ပြီဆိုတဲ့အချက်ကိုကျွန်တော်ညွှန်ပြတယ်နံပါတ်1不管你点怎么一段，也许嘛，有起来谁才不给他，你吹丢我，但是平安的张开有个古大比奈那，西有个。